ဝဲမင်္ဂလာပါလာဂရီစပေါ့ဒါ channel ရဲ့ညီကွာလုံးကိုပြန်လဲကြိုဆိုလိုက်ပါလဲဒါကျွန်တော်မနေ့ကရွေးချယ်ပေးရတဲ့3ပွဲဒါ2ပွဲနိုင်ဒါတပွဲကြဆိုညီကွာလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ဒါဂျယ်လီကာမှာတော့တင်ပေးခဲ့တဲ့အခု3ပွဲတွေကမနေ့ကရွေးချယ်ရတဲ့3ပွဲတွေကဒါတပွဲကောင်းနေနဲ့ကျွန်တော်ဒါဘိုင်ယန်9အောက်ကိုညီကိုတွေကိုဒါ Telegram channel မှာတပွဲကောင်းနေတင်ပေးရပါတယ်ဒါ Telegram channel ကိုဒါမ join သေးတဲ့ညီကိုတွေရှိရင်ဒါ Telegram channel လေးကို join ထားပါကျွန်တော်ဒါအခုဗီဒီယိုရဲ့အောက်မှာဒါ Telegram channel link လေးကိုဒါညီကိုတွေကိုဒါ share ထားပေးပါမယ်ကျွန်တော်ဒါဒီနေ့မှာဆိုရင်တော့ဒါပွဲတော့တော်တော်လေးများတယ်ဒါပေမဲ့ကျွန်တော်တို့တပွဲကောင်းအနေနဲ့ကျွန်တော်ဒါရွေးချယ်ပြပါမယ်ဒီနေ့ဒါပရီးမီးယားထက်ကဒါဒီနေ့ပွဲစဉ်တွေဒါအစောဆုံးပွဲစဉ်တွေပွဲဖြစ်တဲ့ဒါဘရန်ဖို့နဲ့ဒါမန်ချက်စတာယူနိုက်တက်တဲ့ပွဲလေးကိုကျွန်တော်ဒါဝဲကောင်းအနေနဲ့ဒါရွေးချယ်ပြီးသုံးသပ်ပေးတော့ပါမယ်အရင်ဆုံးဒါဒီပွဲရဲ့ဒါပေါက်ချင်းလေးကိုကြည့်မယ်ဆိုရင်ဒါဘရန်ဖို့နဲ့ဒါမန်ချက်စတာယူနိုက်တက်မှာဆိုရင်ဒါမန်ချက်စတာယူနိုက်တက်ကနေဒါအဝေးကွင်းကနေဘော်ဒီချင်းမှာ level 50ထိပေးထားတယ်ဒါဂိုးပေါင်းချင်းမှာ3.40ဆိုတဲ့ကြီးမျိုးကိုပေးလာတယ်ဒီကြီးမျိုးကတော့အခုလက်ရှိရှင်းသွင်းရတာပေးကိုပေးတဲ့ကြီးမျိုးလို့ပြောလို့ရတယ်ဒါပေမဲ့တစ်ဖက်ကဒါဘရာဖိုးကဒါအိမ်ခွင်းပြဒါမန်ချက်စတာယူနိုက်တက်ဒါကစားသမားဒါအာဂူမိုစီယန်ဒါအခုပွဲကသူ့ရဲ့ဒါအသင်းဟောင်းကိုပြန်လဲရင်ဆိုင်ရမယ်ပွဲဆိုတော့ဒါဂိုးတွေသွင်းသွားနိုင်တဲ့အနေအထားမှာရှိတယ်အဲ့လိုအနေအထားတွေရှိတယ်ဗျာတစ်ဖက်ကဒါဒီယာတီရဲ့ဒါဆွင်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်ဒါမန်ချက်စတာယူနိုက်တက်ကတော့အခုလက်ရှိဒါ9ဘွဲက9မှတ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါအဆင့်7မှာရည်တည်နေတယ်ဒါဘရန်ဖိုးကတော့ဒါ19ဒါ9ဘွဲမှာ4မှတ်ဒါတပွဲနိုင်တပွဲတည်ဆိုတဲ့ပုံစံမျိုးအဲ့လိုအနေအထားမျိုးကိုရောက်နေတယ်ဗျကျွန်တော်တို့ဒါဘရန်ဖိုးရဲ့ဒါအိမ်ဝင်းရှည်သွင်းလေးကိုကျွန်တော်ပြန်လို့ကြည့်ရမယ်အနေအထားမှာကြည့်မယ်ဆိုရင်ဘရန်ဖိုးကကျွန်တော်တခုသတိထားမိတာကဒါအိမ်ဝင်းမှာဆိုရင်ချုံးပွဲမရှိကစားတာဗျဒါ Aston Villa ကို9နဲ့ Aston Villa ကို9နဲ့ဒါ Chelsea ကိုတေးကြအောင်ထိဒါအိမ်ဝင်းမှာအသင်းကြီးတို့ဆွမ်းဆောင်ထားနိုင်တယ်ဒါအဝေးကွင်းတွေကတော့ရှုံးနေဗျဖူအောင်3-1နဲ့ရှုံးနေဒါဆန်နာလောက်2-1ဆိုတဲ့ပုံစံမျိုးနဲ့ရှုံးထားတယ်ဆိုတော့ဒါဘရာဖိုရဲ့ဒါအင်ကွင်းဟာကောင်းတယ်လို့ပြောတယ်တစ်ဖက်ကဒါကျွန်တော်တို့ဒါမန်ချက်စတာယူနိုက်တက်ကိုပြန်လို့ကြည့်မယ်ဆိုမန်ချက်စတာယူနိုက်တက်ကအခုလက်ရှိဒါရှယ်ဆီကိုနိုင်တယ်ဘန်လီကိုနိုင်တယ်ဒါအာဆင်နယ်နဲ့ဒါမန်စီးတီးဒါအသင်းကြီးနှစ်သင်းကိုပဲရှုံးထားတယ်ဗျာအဲ့ဒီနှစ်သင်းကိုပဲရှုံးထားတယ်ဒါရှယ်ဆီကို2-1နဲ့ဒါပေမဲ့ရှည်သွင်းကအဲ့လောက်ထိအားရစရာရှိလဲဆိုရင်တော့အဲ့လောက်ထိအားရစရာတော့မရှိဘူးဗျဘန်လီနဲ့ပွဲမှာလည်းပြန်ကြည့်မယ်ဆိုရင်ဒါကောင်ကောင်းလို့ဒါအရှင်ဘိုရဲ့ဒါပင်လယ်တီသွင်းကိုကြောင့်ဒါနိုင်ခဲ့တဲ့အနေအထားတွေရှိတယ်ပြီးခဲ့တဲ့ဒါ Chelsea ပွဲကဒါနိုင်သွားခဲ့တယ်ဆိုတာကကျွန်တော်တို့ဒါပြန်လို့ကြည့်မယ်ဆိုရင်အဲ့ဒီပွဲမှာဒါ Chelsea က9မိနစ်ခဲရသလိုဒါအနီးကကြတယ်ဗျအနီးကကြလို့ဒါနှစ်ဖိုးသွင်းသွားတယ်ဒါ Manchester United ကပြန်လို့လာ45မိနစ်လောက်မှာအနီးကကြတယ်အနီးကကြတော့ဒါ10ယောက်ကစားတဲ့အချိန်မှာ Chelsea ကပိုလို့ဖီအားပေးပြီးကစားနိုင်ပြီးသွင်းကိုတကိုးရတယ်2-1ဆိုတဲ့ပုံစံမျိုးနဲ့နိုင်သွားတာဖြစ်တယ်ဒီနေ့မှာဒါကြီးကိုပြောရမယ်ဆိုရင်350မန်ချက်စတာယူနိုက်တက်အဝင်းကနေ350ဂိုးပေါင်းကြီးမှာ3.40ကြီးမှန်တယ်လို့ပြောလို့ရတယ်ဗျဒါပေမဲ့ကြီးမှန်တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ကဒါမန်ချက်စတာယူနိုက်တက်ကိုနေဖို့အတွက်ကခဲရင်လည်းဗျအခုလက်ရှိဒါမန်ချက်စတာယူနိုက်တက်ရဲ့ဒါရှေ့စင်းကိုပြန်ကြည့်မယ်ဆိုရှေ့စင်းကအဲ့လိုထိဒါအဝေးကွင်းမှာဒါမန်စီးတီးကိုရှုံးတယ်ဒါဖူအန်ကိုတေးကြတယ်ဒါအဝေးကွင်းတွေမှာနှစ်ပွဲရှိတယ်ဒါနှစ်ပွဲစလုံးကဒါအဝေးကွင်း9ပွဲမှန်ထားတဲ့အနေထားဒါဖူအန်ကိုတေးကြတယ်မန်ချက်စတာစီးတီးကို3-0ဆိုတဲ့ပုံစံမျိုးနဲ့ကြတယ်ကျွန်တော်ဒီနေ့ပွဲတစ်ရှစ်ကြည့်ရမှာ1.50 3.40ချင်းမှာဂိုးပေါင်းကိုစဉ်းစားမယ်ဆိုရင်တစ်ဖက်ကဒါဘရန်ဖို့ကိုကြည့်မယ်ဆိုဘရန်ဖို့ဂိုးမရထားတဲ့ပွဲဒီရာသီမှာမရှိဘူးဗျအင်္ဂလန်ဝင်တော်တော်လေးဆွင်းဆောင်ကောင်းတယ်ဒါ Chelsea ကိုအင်္ဂလန်ကနေ2-2ဆိုတဲ့ပုံစံမျိုးတွေနဲ့အထိနိုင်ခဲ့တဲ့ဆိုရင်တေးကြရတဲ့အနေထားတွေအဲ့လိုအနေထားကြီးဆွင်းဆောင်ပြထားတဲ့ဒါအင်္ဂလန်ဝင်ဒါမရတဲ့ပွဲကဂိုးမရတဲ့ပွဲကမရှိတော့ဗျမရှိဘူးဗျအခုလက်ရှိကန်ထားတဲ့9ပွဲစလုံးမှာပွဲတိုင်းလိုကိုရတယ်တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ကိုကြည့်မယ်ဆိုရင်လည်းဒါမန်စီးတီးရဲ့တပွဲပဲဂိုးမရထားတဲ့အနေအထားကိုရှိတယ်ဒီနေ့မှာဆိုရင်ဘရာဖိုးကအင်ကွင်းကနေဒါခံကန်လာမဲ့ဒါမန်ချက်စတာယူနိုက်တက်ကိုခံကန်လာမဲ့အနေအထားမှာတော့မရှိဘူးဒါဖူအာလိုပုံစံမျိုးပဲသူတပြန်ကိုတပြန်တိုက်လာမဲ့အနေအထားတွေမှာရှိတယ်ဒီနေ့တိုင်းရောက်ဒါ3.40ကြီးမှာဒါဘရာဖိုးကလည်းဒါအင်ကွင်းမှာဂိုးရသွားနိုင်တယ်လို့မြင်တယ်ဒါမန်ချက်စတာယူနိုက်တက်ကလည်းဂိုးရနိုင်တယ်ကျွန်တော်ထင်ဒါဘော်လီကြီးကိုရွေးရတဲ့ဒါဂိုးပေါင်းကြီးကိုရွေးတာပိုလို့ဆေးဖြစ်မယ်လို့ထင်တယ်ဗျဘာဖြစ်လဲဆိုရင်1-2-2-1တစ်ပေါက်ကတော်တော်လေးများတယ်ဗျဒါဘော်လီယူကတော်တော်လေးခဲနေဒါဂိုးပေါင်းမှာတော့ဒါဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ကျွန်တော်ရဲ့ဒါဒီနေ့အတွက်တပွဲကောင်းရွေးချယ်မှုကတော့ဒါဂိုးပေါင်းအပေါ်ပါဒါအကြိုက်တူရဲ့ညီကိုတွေလိုက်ပြီးကစားနိုင်ပါတယ်အကြိုက်မတူရဲ့ညီကိုတွေကတော့ဒါလွတ်လပ်စွာပေးကန်နိုင်ပါတယ်ဒါကျွန်တော်တို့ဒါညီကိုတွေအဓိကနိုင်မှုပဲအရေးကြီးတဲ့အတွက်ကြောင့်ဒါကျွန်တော်တို့ဒါအတွင်းမြင်တူရဲ့ညီကိုတွေကလိုက်ပြီးရင်ကစားပါဒါအတွင်းအမြင်မတူတဲ့ညီကိုတွေကဒါလွတ်လပ်စွာပေးကန်နိုင်ပါတယ်ဗျဒါကျွန်တော်ရဲ့ဒါဒီနေ့အတွက်ဒါတပွဲကောင်းရွေးချယ်မှုဒါမန်ချက်စတာယူနိုက်တက်ဂိုးပေါင်းအပေါ်